大家好，အားလုံးပဲမင်္ဂလာပါ။老师ရဲ့ဗီဒီယိုသင်ခန်းစာကနေပြန်လည်ကြိုဆိုပါရစေ။ဒီသင်ခန်းစာမှာတော့老师တို့က句子စာချောင်းလေးတွေကိုလေ့လာရမှာဖြစ်ပါတယ်။အဲ့တော့老师ရှိကသင်ခန်းစာမှာပြောခဲ့သလိုပဲရှိကစာလေးတွေကိုပိုင်နိုင်ထားပြီဆိုလို့ရှိရင်老师တို့ဒါလေးတွေကိုဖတ်တဲ့အခါမှာလွယ်လွယ်ကူကူနဲ့ဖတ်နိုင်မှာဖြစ်ပါတယ်။တချို့စာလုံးတွေကထုံးဆွေတို့အနေနဲ့ဟန်စစ်တွေကိုမရင်းနှီးဘူးဆိုလို့ရှိရင်အောက်ကဖြင်းရင်းတွေကိုကြည့်ပြီးတော့ဖတ်လို့ရပါတယ်။好，ဒါဆိုရင်တို့ပထမတစ်ခုကိုကြည့်လိုက်ရအောင်အဲ့တော့ဖြင်းရင်းဖတ်တဲ့အခါမှာစာလုံးလေးတွေကိုအရင်ဦးဆုံးပေါင်းကြည့်ပြီးတော့ဖတ်လို့ရပါတယ်အဲ့တော့ပထမတစ်ခုကတော့我每天早上6点起床我ဆိုတာကငါ每天ဆိုတာနေ့တိုင်း早上မနက်ခင်း6点哪一起床အိပ်ရာထတယ်ဒါဆိုရင်老师တို့我每天早上6点起床ဆိုတာကတော့ငါမနက်တိုင်း6နာရီမှအိပ်ရာထတယ်လို့ပြောတာပါနောက်ထပ်တစ်ခုကတော့起床以后我想刷牙起床以后我想刷牙起床以后ဆိုတာ起床ဆိုတာအိပ်ရာထတာဖြစ်ပါတယ်以后ဆိုတာနောက်တော့အိပ်ရာထပြီးတော့我ငါက香ဆိုတာအရင်刷牙ဆိုတာသွားတိုက်တာပါ我想刷牙အရင်ဆုံးသွားတိုက်တယ်第三နံပါတ်3ကတော့我用牙膏和牙刷刷牙我用牙膏和牙刷刷牙我用ဆိုတာငါကအသုံးပြုတယ်牙膏牙膏ဆိုတာတော့သွားတိုက်ဆေးပါ和ပြီးတော့牙刷ဆိုတာကတော့သွားတိုက်တံပါသွားတိုက်တံနဲ့သွားတိုက်ဆေးကိုသုံးပြီးတော့刷牙သွားတိုက်တယ်လို့ပြောတာပါ第四နံပါတ်4ကတော့然后我洗脸然后我洗脸然后နောက်တော့我ငါက洗脸ဆိုတာမျက်နှာတက်တာကိုပြောတာပါအဲ့တော့နောက်တော့ငါမျက်နှာတက်တယ်လို့ပြောတာပါ第五နံပါတ်5ကတော့我每天洗澡我每天洗澡我ငါက每天နေ့တိုင်း洗澡ရေချိုးတယ်第六我换衣服我换衣服我ငါက换ဆိုတာလဲနေတာပါ衣服ဆိုတာအင်ဂျီပါ我换衣服ငါအင်ဂျီလဲတယ်နောက်ထပ်တစ်ခုကတော့我梳头发我梳头发ဆိုတာကတော့ငါကောင်းပြီတယ်နောက်ထပ်တစ်ခုက我化妆ဒါမှမဟုတ်打扮ဒီမှာနှစ်ကြောင်းပြောလို့ရတယ်ပေါ့နော်我化妆或者我打扮我化妆ဆိုတာ make up ပြင်ဆင်တယ်ခြေသားတယ်打扮ကလည်းပြင်ဆင်ခြေသားတာပါပဲ我化妆မဖြစ်ဖြစ်我打扮မဖြစ်ဖြစ်သုံးလို့ရပါတယ်အဲ့တော့ skin care လုပ်တယ်ပေါ့နော်နောက်တစ်ခုကတော့我准备早餐我准备早餐我准备ဆိုတာကြတော့ငါကပြင်ဆင်နေ早餐ဆိုတာမနက်စာပါ我准备早餐ဆိုရင်ငါကမနက်စာပြင်ဆင်နေလို့ပြောတာပါ第10နံပါတ်10ကတော့我吃早餐我吃早餐我ငါက吃စားတယ်早餐မနက်စာကိုစားတယ်好ဒါဆိုရင်ဒါကတော့上午ဆိုတဲ့ဒီမနက်ခင်းမွန်းတဲ့ချိန်လေးပေါ့နော်အဲ့တော့ဒီမှာဆိုရင်老师ဘယ်လိုသုံးမလဲဆိုရင်11နံပါတ်7မှာကတော့我喝一杯牛奶我喝一杯牛奶我ငါက喝တောက်တယ်一杯တစ်ခွက်牛奶နွားနို့တစ်ခွက်တောက်တယ်လို့ပြောတာပါဒါဆိုရင်ထုတ်ဆွေတို့သတိထားမိလားဆိုတာက老师တို့ရင်တုန်းကသင်ခဲ့တဲ့နံပါတ်1ကို醫生တန်နဲ့ထည့်ထားတယ်
ဒီမှာ老师က四声ထည့်ထားပါတယ်一杯牛奶လို့ထည့်ထားတယ်ပေါ့နော်အဲ့တော့မှတ်ထားရမှာကနံပါတ်1ရဲ့ပို့ဆိုတဲ့အငင်းရေကလေတံအနေထားပေါ်မှာတော့၎င်းအနောက်မှာနံပါတ်4တန်ပါနေရဆိုရင်တော့၎င်းအပြောင်းလဲတွေရှိပါတယ်အဲ့တော့ဒီမှာဆိုရင်ငါကနွားနိုးတစ်ခွက်ကိုတောက်တယ်12နံပါတ်7我喝咖啡我喝咖啡咖啡ဆိုတာကတော့ coffee ကိုပြောတာပါ我喝咖啡ဆိုတော့ငါ coffee တောက်တယ်13နံပါတ်73ကတော့我收拾书包我收拾书包အဲ့တော့我收拾书包ဆိုတာကတော့ကိုယ့်ရဲ့လွယ်အိတ်ကိုပေါ့နော်ပြင်ဆင်တာတို့ဟိုမှာတက်ရင်ဘယ်လိုပြောရမလဲဆိုကိုကြောင်းသွားဖို့အတွက်ပေါ့နော်လူတွေဟာတွေထည့်တယ်အစင်သင့်ဖြစ်အောင်လုပ်တဲ့ပုံစံမျိုးပေါ့နော်ဒါဆိုရင်ဘောက收拾လို့သုံးပါတယ်နောက်တစ်ခုကတော့14我穿鞋子我穿鞋子我ငါက穿ဝတ်ဆင်တယ်鞋子ဆိုတာဖက်နက်ကိုပြောတာပါဖက်နက်စီးတယ်လို့ပြောတာပါ15နံပါတ်15ကတော့我出门上班我出门上班我出门上班ငါ出门ဆိုတာတကားကနေထွက်ပြီးတော့上班အလုပ်ကိုသွားတယ်ရုံးသွားတယ်ဒါမျိုးတွေသုံးလို့ရပါတယ်အဲ့တော့ဒီမှာ上ဆိုရဲ老师တို့拼音မှာ老师တို့汉字မှာသင်ခဲ့တဲ့စလုံးလေးတွေ့မယ်ပေါ့နော်好16နံပါတ်16ကတော့我出门上学我出门上学ငါက出门ဆိုတာတကားကနေထွက်တယ်ပေါ့နော်上学ဆိုတာကတော့ကျောင်းတက်တာကိုပြောတာပါအဲ့တော့出门ဆိုတဲ့စကားလုံးလေးတွေကိုဖြုတ်ပြီးတော့လည်းသုံးလို့ရပါတယ်比如说ဥပမာဆိုရင်我上班我上学ဒါမျိုးတွေသုံးလို့ရပါတယ်好17စက္ခွန်ကတော့我走路去学校我走路去学校我走路去学校我ငါက走ဆိုတာသွားသည်ဆိုရဲ走路ဆိုတာကတော့လမ်းကိုပြောတာပါ走路ဆိုတာလမ်းလျှောက်သွားတာကိုပြောတာပါ去ကလည်းသွားတာဖြစ်ပါတယ်လမ်းလျှောက်သွားတယ်လို့ပြောတာပါ走路去ဆိုတာ学校ဆိုတာကတော့ကျောင်းကိုပြောတာပါ我走路去学校ဆိုတာငါကျောင်းကိုလမ်းလျှောက်ပြီးတော့သွားတယ်လို့ပြောတာဖြစ်ပါတယ်好18နံပါတ်18ကတော့我坐公交车去上班我坐公交车去上班我坐公交车去上班我ငါက坐ဆိုတာထိုင်နေလို့ပြောတာပါ公交车ဆိုတာကတော့ဘတ်စကားကိုပြောတာပါ去သွားတယ်上班အလုပ်ကိုသွားတယ်ပေါ့အလုပ်ကိုဘတ်စကားစီးသွားတယ်လို့ပြောတာပါ好19ကတော့我骑自行车去学校我骑自行车去学校我骑自行车去学校我ငါက骑ဆိုတာစီးတာကိုပြောတာပါ自行車စက်ဘီးကိုပြောတာပါ去သွားတယ်学校ငါအကြောင်းကိုစက်ဘီးစီးသွားတယ်လို့ပြောတာပါနောက်ထပ်တစ်ခုကတော့20နံပါတ်20我到公司我到公司我到公司我ငါက到ဆိုတာရောက်တယ်လို့ပြောတာပါ公司ဆိုတာကုမ္ပဏီပါ我到公司ဆိုငါကုမ္ပဏီကိုရောက်တယ်好ဒါဆိုနောက်ထပ်စာကြောင်းလေးကြည့်အောင်中午21ဆိုတာ21ကိုပြောတာပါ我在学校上课我在学校上课我在学校上课我ငါက在ဆိုတာမှာလို့ပြောတာပါနေရာပြပုံရဲ့အရှိမှာလိုက်ကြပါတယ်လိုက်လေးရှိပါတယ်学校ဆိုတာကျောင်းကိုဖြစ်ပြီးတော့上课ဆိုတာအတန်းတက်တယ်ပေါ့နော်သူကတော့ class အချိန်ကြီးကိုတက်တယ်လို့သုံးလို့ရပါတယ်ဟော我在学校上课ဒါဆိုရင်ငါကအကျောင်းမှာအတန်းတက်တယ်ပေါ့နောက်တစ်ခုကတော့我在办公室工作我在办公室工作
我在办公室工作ဆိုတာကတော့အလုပ်လုပ်တာပါဒါဆိုလို့ဟန်စစ်မှာဆိုပထမဆုံးတင်ခဲ့တဲ့ကုန်းဆိုတဲ့ဟာလေးကအတွဲလိုက်လေးပါဒီကုန်းကြောဆိုတာအလုပ်ကိုပြောတာပါ我在办公室ဆိုတော့ရုံးခန်းကိုပြောတာပါငါကရုံးခန်းမှာအလုပ်လုပ်တယ်လို့ပြောတာဖြစ်ပါတယ်好နောက်တစ်ခု23မှာတော့中午12点我吃午饭周五12点我吃午饭中午ဆိုတာနေ့လယ်မှာဆိုရင်တော့12点10ဆိုတာ10 2ဆိုတာနှစ်12ဆိုတာ12နာရီကိုပြောတာပါ点ဆိုတာနာရီကိုပြောတာပါ12点ဆိုတော့12နာရီမှာ我吃午饭ဆိုတာနေ့လယ်စာဖြစ်ပါတယ်အဲ့တော့我吃午饭ဆိုတော့နေ့လယ်စာစားတယ်ပေါ့好နောက်ထပ်တစ်ခုကတော့我喜欢吃米饭和菜我喜欢吃米饭和菜我喜欢吃米饭和菜我ငါက喜欢ဆိုတာကြိုက်တယ်吃စားတယ်米饭ဆိုတာထမင်းကိုပြောတာပါ和ပြီးတော့菜ဆိုတာဟင်းကိုပြောတာပါအဲ့တော့ငါကထမင်းနဲ့ဟင်းစားရတာကြိုက်တယ်လို့ပြောတာဖြစ်ပါတယ်好နောက်ထပ်တစ်ခု25ကတော့我和朋友一起吃饭我和朋友一起吃饭我和朋友一起吃饭我ငါက和နဲ့朋友ဆိုတာတငယ်ချင်းကိုပြောတာပါ一起ဆိုတာအတူတူလို့ပြောတာပါ吃饭ကတော့ထမင်းစားတယ်我和朋友一起吃饭ငါကတငယ်ချင်းနဲ့အတူတူထမင်းစားတယ်လို့ပြောတာဖြစ်ပါတယ်好နောက်တစ်ခုဆက်သွားရအောင်26နံပါတ်26ကတော့吃完饭我休息一下吃完饭我休息一下吃完饭我休息一下吃完饭ဆိုတာ吃စားတယ်完ဆိုတာကုန်သွားတယ်ပြီးဆုံးသွားတယ်饭ဆိုတာကြတော့ထမင်းကိုပြောတာပါအဲ့တော့吃完饭ဆိုတော့ထမင်းကုန်သွားရင်ထမင်းစားပြီးသွားတော့我休息ဆိုတာအနားယူတယ်一下ဆိုတာတခဏကိုပြောတာပါ我休息一下ဆိုတော့ခဏနားတယ်ပေါ့နော်အဲ့တော့27有时候我午睡有时候我午睡有时候我午睡有时候ဆိုတော့တခါတလေဆိုရင်တော့我ငါက午睡午ဆိုတာနေ့လည်ခင်းကိုပြောတာပါ睡ဆိုတာအိတ်တာပါအဲ့တော့နေ့လည်ခင်းအိတ်တာကတော့ nap ကိုပြောတာပေါ့နော်တရီအိတ်တယ်ပေါ့တခါတလေဆိုရင်လည်းတရီအိတ်တယ်ငါကဒါမျိုးကိုပြောတာပါနောက်တစ်ခုကတော့28午收后我继续工作午收后我继续工作午收后我继续工作午收ဆိုတာနေ့လေအနားယူတယ်ဒီ收ကတော့ဒီပေါ်က休息ရဲ့收ဖြစ်ပါတယ်午ကတော့中午ရဲ့午ဖြစ်ပါတယ်အဲ့တော့午收后ဆိုတာပြီးတော့နောက်တော့အဲ့တော့午收后ဆိုတော့နေ့လေနားပြီးတော့我继续ဆိုတာဆက်လက်ပြီးတော့工作အလုပ်လုပ်တယ်我ဒါဆိုရင်ငါကနေ့လေနားပြီးတော့ဆက်ပြီးအလုပ်လုပ်တယ်လို့ပြောတာပါ好下一个နောက်တစ်ခုကတော့29နံပါတ်29မှာ下午我有3节课下午我有3节课下午我有3节课下午ဆိုတာညနေပိုင်းမှာ我ငါက有ရှိသည်3ခု节课ဆိုတာကျတော့ဒီအတန်းချိန်တစ်ချိန်နှစ်ချိန်ပြောတာပါဒီ上课ဆိုတာနဲ့တူတယ်ပေါ့နော်အဲ့တော့上课ကျတော့အတန်းတက်တယ်节课ဆိုတာဥပမာဒီမှာတနေ့ကုန်ကိုစာသင်ချိန်ဘယ်နှချိန်ရှိတယ်စသဖြင့်ပေါ့နော်ဒီမှာကတော့သူကညနေမှာဆိုရင်စာသင်ချိန်3ခုရှိတယ်လို့ပြောတာပါ好30နံပါတ်30ကတော့我做作业我做作业我ငါက做ဆိုတာပြုလုပ်တယ်作业ဆိုတာကတော့အိမ်စာတွေပါအဲ့တော့ငါကအိမ်စာလုပ်တယ်လို့ပြောတာဖြစ်ပါတယ်好အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်好နောက်သင်ခန်းစာမှာပြန်တွေ့ပါမယ်再见